ကိုယ်တိုင်တည်တဲ့အတီးတချို့အတွက်နဲ့မလုံးလောက်တဲ့ဘဝတစ်ခုကိုယ်ဒီစားဖို့ကြိုးစားရင်ငါအချိန်တွေတစ်ပြေးပြေးပဲကျွေလာတရားများနဲ့ရင်ပြီးချစ်တဲ့ချစ်တွေအချိန်နဲ့မတူတဲ့ခါမျောလေးတော့ဘဝတစ်ခုဟာစိတ်ကွဲချင်ကနေချင်တဲ့ဖို့ဆိုရင်ဘာမဆိုစင်တဲ့မှာငါလိုက်ရောပေးမှာပါငါပိုင်တဲ့ဘဝတစ်ခုပေးဆိုင်တဲ့နေစေတော့ဆိုတော့မှာပါဘာမဆိုနေခိုင်းနေတဲ့လုံးမှာပါဒီဆိုရင်လေငါပြီးဖို့တင်မှာရမီးရဲ့ဘောတိုင်းမှာကွာနေလို့ရဘဝတစ်ခုတော့ပေးမှာပါနေလို့ရင်တော့ငါလိုက်တဲ့ထခွာ